marketing ကစိတ်ထက်ပိုရေးကြီးမယ်လို့မြင်လားလုပ်ငန်းတစ်ခုရည်တည်ဖို့ဆက်လက်ကြီးထွားဖို့စိတ်ဆိုတဲ့အယောင်ကအဓိကပဲဆိုတာမှန်ပေမဲ့ marketing မကောင်းရင်ရည်ရှိမှာအောင်မြင်ဖို့ကြီးထွားဖို့ဆိုတာမလွယ်ကူလာပါဘူးဘာလို့လဲဆိုတော့အဖြေကတော့ရှင်းပါတယ် marketing မကောင်းရင်ရောင်းအားကမြင့်တင်လို့မရလို့ပါဥပမာရက်ွက်ထဲမှာအထည်ဆိုင်လေးတစ်ဆိုင်ဖွင့်ပြီးရောင်းတယ်ဆိုပါစို့ marketing မကောင်းရင်ဆိုင်ကိုလာဝင်နိုင်ခြေရှိတာကဆိုင်ရှိကိုဖြတ်သွားတဲ့သူနဲ့ခဏတငယ်ချင်းတွေပဲရှိပါတယ်တကယ်လို့ marketing ကကောင်းတယ်ဆိုရင်မန္တလေးကပစ္စည်းကိုမြကြီးနားကလည်းဝယ်တယ်တောင်ကြီးဆိုင်ကပစ္စည်းကိုရွှေဘိုကလည်းဝယ်တာပါပဲ marketing လုပ်တယ်ဆိုတာအလားလာရှိတဲ့ customer တွေနဲ့ရင်းနှီးမှုကိုတည်ဆောက်တာဝယ်ပါလို့အော်ပြောတာထက် customer တွေသူ့လူလိုဝယ်လာအောင်ဆွဲဆောင်တာဒါအပြင်ပုံမှန်ရောင်းအားတဲ့2ဆ3ဆမကများလာအောင်လုပ်နိုင်တဲ့အဓိကတော့ချက်တစ်ခုဆိုလဲမမှားပါဘူးဒါကြောင့်ခင်ဗျားအနေဖြင့် online ပေါ်မှာပဲရောင်းအပြင်မှာပဲရောင်းအောင်ကိုအစာများစွာမြင့်တင်ခြင်းနဲ့ဈေးလျှော့မှရောင်းရတာမျိုးမဖြစ်ချင်ရင်တော့ marketing ကိုပို့ပြီးတော့အာရုံစိုက်ပါ marketing နည်းလမ်းတွေထဲမှာကထိရောက်မှုအရှိဆုံးအကျိုးအရှိဆုံးအခုခေတ်နဲ့အကန့်အညီဆုံးဆိုရင် digital marketing ပါ digital marketing ကိုနောက်ဗီဒီယိုမှာထပ်မံရှင်းပြပေးပါမယ်အားလုံးကိုကျေးဇူးအထူးပါပိုကောင်းတဲ့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်